ဒီအမျိုးသားကိုအိမ်ဘောကနေနှိမ်ချခဲ့ပါတယ်ဒေါသထွက်ပြီးတောင်ဘောကိုသူထွက်လာခဲ့ပါတယ်ထူလက်နဲ့ကိုယ်တိုင်အိမ်တလုံးဆောက်ခဲ့ပါတယ်အစာကလေးကဇနီးတဲ့ရဲ့မိသားစုအိမ်မှာအိမ်ဝင်ယောက်ျားအဖြစ်နေထိုင်ခဲ့တာဖြစ်လို့ရောက်ခမတွေနဲ့အတူတူအမြဲနေထိုင်ခဲ့ရပါတယ်ဒါပေမဲ့ဒီနှစ်တွေတခြားသူလှုပ်ခဲ့တဲ့အလုပ်ကထာမန်တန်ရှင်ရဲ့အလုပ်သမားဖြစ်နေတာကြောင့်သူ့အလုပ်ဟာရှက်စရာလိုရောက်ခမတွေကထင်ခဲ့ကြပြီးဆွေမျိုးတွေရှိမှမျက်နှာမပြရဲဘူးလို့ခန်းစားခဲ့ကြပါတယ်ဒီအလုပ်ကနေထပ်ဖို့သူ့ကိုနေတိုင်းဖိအားပေးပြီးပိုတိတ်ခါရှိတဲ့အလုပ်ရှာဖို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ဘယ်အလုပ်မဆိုဂုဏ်တိတ်ခါရှိတယ်လို့ယုံကြည်ပြီးအလုပ်ထပ်ဖို့ကိုသူညှင်းဆန်ခဲ့ပါတယ်ဒါကြောင့်မိသားစုပွဲတစ်ခုမှာရောက်ခမကသူ့ကိုအသုံးမကျဘူးလို့ခေါ်ပြီးလူလုံးမလအောင်စော်ကားခဲ့ပါတယ်ညစ်ပတ်တဲ့အလုပ်လုပ်ပြီးမိသားစုအတွက်ဝင်ထုတ်ဝင်ပိုးလို့သူ့ရဲ့အလုပ်ဝတ်စုံကိုတောင်မြေပြင်ပေါ်လွှင့်ပြီးခြေထောက်နဲ့နင်းချခဲ့ပါတယ်ဆက်သေးမခံနိုင်တော့တဲ့အစုံသူ့ပြန်ပြောလိုက်တဲ့အခါရောက်ခမဖီတူကချက်ချင်းပဲသူ့ကိုအိမ်ထဲကနေနှင်းချပြီးနောက်ဘယ်တော့မှပြန်မလာဖို့တားမြစ်ခဲ့ပါတယ်အဲ့ဒီချိန်မှာသူ့နှလုံးသားအတော်လေးကျိုးပဲ့သွားခဲ့ရပါတယ်ရိုးရိုးသားသားအလုတ်လုတ်ပြီးရှားဖွေစားတော့နေတာတော့ဒီကိုဆုံးကားခံခဲ့ရပါတယ်ဒါကြောင့်ပစ္စည်းတချို့သိမ်းပြီးတောင်တန်းတွေစီကိုသူ့တယောက်တည်းထွက်လာခဲ့ပါတယ်သူကျွမ်းကျင်မှုတွေကိုသုံးပြီးမြေရှင်းလင်းကအိမ်နှလုံးတိဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တောထဲမှာနေရရှာပြီးတစ်ပင်တွေခုလဲခဲ့ပါတယ်တစ်ခွဲနိုင်ရန်တွေကပြီးအမိုးတွေမိုးခဲ့ပါတယ်ပရိဘောကအစိပ်ပိုင်းတိုင်းကိုတူးလက်နဲ့ကိုယ်တိုင်ဖန်တီးပြီးအသေးစိတ်တိုင်းကိုတေချာဂယုတစိုက်လောက်ဆောင်ခဲ့ပါတယ်နေလေချင်းနဲ့အထီးကျမှုတွေကတောင်သူ့ကိုလက်လျှော့အောင်မလုပ်နိုင်ခဲ့ပါဘူးမရွေထွက်နိုင်တဲ့နေရက်တွေကိုစ조사ဖြတ်တန်းခဲ့ပြီးရုပ်ပိုင်းတော့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုပါကြော်ဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့9ရက်အတွင်းနှွေးထွေးခိုင်ခန့်ပြီးလှပတဲ့တောင်ပေါ်တက်လုံးအင်လေးတက်လုံးကိုတီးဆောက်နိုင်ခဲ့ပါတယ်ဒီတက်လုံးအင်လေးဟာသူ့ကြောက်တော့အနှင်ခံဘဝကနေရုံထွက်ပြီးဘဝစတင်ခြင်းရဲ့ပြရုပ်တစ်ခုပါတချိန်ကအထင်သေးခံခဲ့ရပေမဲ့ယခုအခါမှာတော့သူ့ရဲ့ကိုယ်ပိုင်လက်မှုပညာကိုအသုံးချကတောင်တန်းတွေကြားမှာအခန်းဘဝကိုတီးဆောက်နိုင်ခဲ့ပါပြီသူဘသူ့ကိုမှမိခိုနေစရာမလိုပဲအနှင်ခံစရာလည်းမလိုတော့ပါဘူးသူ့အတွက်အမှန်တကယ်ပိုင်ဆိုင်တဲ့ဘဝတစ်ခုကိုရယူနိုင်ခဲ့ပါပြီဒီစိတ်ဝင်စားစရာကောင်းတဲ့အင်္ဂလိပ်ရဲ့အလှတရားနဲ့အတူသူ့ရဲ့နေစဉ်ဘဝဖြတ်သန်းမှုတွေကိုဆက်လက်ကြည့်ရှုကြရအောင်ပါတဘာဝတရားကြီးနဲ့တသားတည်းကြစွာအေးချမ်းစွာနေထိုင်သွားမဲ့ဒီပတ်ဝန်းကျင်ရဲ့မြင်ကွင်းတွေဟာတကယ်ကိုဆွဲဆောင်မှုရှိလာပါနဲ့အရာရာကိုကိုယ်တိုင်ဖန်တီးထားတဲ့ဒီအိမ်လေးရဲ့ထောင်ဆွန်းတိုင်းမှာသူ့ရဲ့ဇွဲလုံလနဲ့ကြိုးစားမှုကိုရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ်လူသူကင်းဝေးတဲ့ဒီတောတွင်းမှာအခုလိုလှပတဲ့အိမ်လေးတစ်လုံးတီဆောက်နိုင်ဖို့ဆိုတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့သူကတော့အောင်မြင်စွာနဲ့အကောင့်ထဲပေါ်နိုင်ခဲ့ပါပြီဒီအိမ်လေးနဲ့ပတ်သက်ပြီးပရိသတ်ကြီးဘယ်လိုမြင်ပါသလဲအမှတ်တရားပေးရမယ်ဆိုရင်ဘလောက်အထိပေးချင်ပါသလဲသင်ရဲ့ထင်မြင်ချက်တွေကိုအောက်မှာ comment ကြေပေးခဲ့ပါနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံးတွေ့ကြရပါ